Simulator စစ်ကြောင်းဗီဒီယိုတစ်ခုနဲ့သက်သေပြမှာဖြစ်ပါတယ်။ငင်းတော့ကတော့ဦးကလာကြီးထမင်းကျော်ဦးကျော်ကြီးထမင်းကျော်တို့တော့အသေးဆွဲပေါ့နော် Simulator ထဲကပထမဦးဆုံးဝယ်လာတဲ့ကလေးစားတွေကိုဆေးမှာဖြစ်ပါတယ်။အရင်ဆုံးရှက်လက်ကားရဲ့စားရည်နဲ့အရင်ဆေးပါတယ်။နှစ်ထပ်သုံးထပ်လောက်ဆေးပွားကျွန်တော်နောက်ဆုံးတစ်ခေါက်ဂျုံနဲ့ထပ်ဆေးပါတယ်။ရတာနှက်ဖို့စားကုန်နေလို့အောက်မှာနောက်တစ်ခေါက်ဆင်းဝင်လိုက်ရပါသေးတယ်ခင်ဗျာ။ BB ဆိုတာနဲ့စားရည် QC ရဲ့ဘဲငံပြားရဲ့အကြည်အနောက်ပြီးပြီဆိုရင်ဂျင်းရဲ့စက်သွန်မျိုးရဲ့ကိုထောင်းပြီးတော့အရင်ညှစ်ပြီးထည့်မှာဖြစ်ပါတယ်။အရသာဘာညာတေချာနေနှက်ပြီးွားပြီဆိုရင်တနားရီလောက်နှက်ထားမှာဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်ဂျင်းမှာတနားရီလောက်တော့ပြေးလိုက်တယ်ပေါ့နော်။စုစုပေါင်း2နာရီလောက်တော့နှက်ထားခြင်းကြာသွားတယ်ပေါ့ဗျာ။ပြီးတော့ကျွန်တော်ဂျင်းနဲ့တရေအရင်ပြုတ်မှာဖြစ်ပါတယ်။ပြုတ်ပြီးပြီဆိုတာနဲ့နောက်တဲ့ဟိုတစ်လုံးထဲမှာတကြားရဲ့စီရဲ့ထည့်ပြီးတော့တစ်ခုချင်းစီကြော်မှာဖြစ်ပါတယ်။အရောင်လေးလာပါ။ရောင်လေးဒါမျိုးဖြစ်ပြီဆိုရင်ねဒဲဟိုတွေကိုနက်နက်ပွင့်ရဲ့စက်သွန်ပြူချင်းဘဲငံပြားရဲ့စားကြက်သားမှုန့်ရေနွေးထည့်ပြီးတော့ခဏပြုတ်ထားမှာဖြစ်ပါတယ်။အသေးကတော့အကြာကြီးပြုတ်ဆရာမလို့ဘူးနော်15မိနစ်လောက်ပြုတ်ပြီးသွားရင်ပြန်ဆဲလို့ရပါတယ်။ရှင်တက်ကတော့မကြီးနှစ်ရဲ့ထညက်ရဲ့ငရုတ်စီကိုထည့်ပြီးအရင်ကြိုပါတယ်။စားလေးနည်းနည်းထည့်လိုက်ပွက်ပြီဆိုရင်စက်သွန်ပြူငရုတ်စီထောင်းထားတဲ့ထဲကိုလောင်းထည့်လိုက်ရပါပြီအချင်းကတော့ဝက်သားအိုးပြုတ်တဲ့နေရာမှာလည်းအကြာကြီးပြုတ်ဆရာမလို့ဘူးနော်အရန်နူးဝိုင်းလည်းစားလို့မကောင်းပါဘူးခင်ဗျာကျွန်တော်စုစုပေါင်းကြာချိန်တနားရီခွဲလောက်တော့ပြုတ်လိုက်ရတယ်เนาะဆိုရင်တော့စပြီးတော့သုံးဆောင်လိုက်ရပါတယ်ခင်ဗျာကောင်းလို့မကောင်းလို့တော့ကိုယ်တိုင်ပဲလုပ်စားကြည့်ရဖို့တိုက်တွန်းနေပါတယ်